ဒီပြပခြင်းတဲ့အကြောင်းညာလေးကတော့ဝရမပါပဲဖမ်းတဲ့အကြောင်းကိုပြောပြမှာဖြစ်တယ်။ရာဇဝတ်ကျင့်ထုံးပုံမှန်54တစ်မှာပြဋ္ဌာန်းထားတာရဲရရှိတွေကနေပြီးတော့ဘယ်အချိန်မှာဝရမပါပဲနဲ့ဖမ်းလို့ရတယ်ဆိုတာကိုအဲ့ပုံမှန်ပါပြောပြထားတယ်။အဲ့ပုံမှန်လေးကိုကျင်းချုပ်ပြီးတော့ကျွန်တော်ပြောရမှာဆိုရင်6ချက်ရှိပါတယ်။အဲ့6ချက်နဲ့ညှိနေတဲ့လူဘယ်သူမှမဆိုရဲကနေပြီးတော့ဝရမပါပဲနဲ့ဖမ်းလို့ရပါတယ်။ပထမတစ်ချက်ဒီရဲရေးယူပိုင်ခွင့်ရှိတဲ့ပြစ်မှုနဲ့သက်ဆိုင်နေတဲ့အဲ့လူတွေကိုရဲကဖမ်းလို့ရတယ်။သက်ဆိုင်နေတာတွေမကဘူးသတင်းပေးခံရတဲ့လူတွေရဲကဖမ်းလို့ရတယ်။အဲ့လိုသတင်းပေးတဲ့ဆိုတဲ့နေရာမှာလည်းရဲရေးယူပိုင်ခွင့်ရှိတဲ့ပြစ်မှုနဲ့သက်ဆိုင်ပါဝင်နေတယ်လို့ယုတ်တိတန်လောက်အောင်သတင်းပေးခံရတာအဲ့ဒါကပထမတစ်ချက်ဖြစ်တယ်။ဒုတိယတစ်ချက်ကကြတော့အိမ်ဖောက်ဝင်ကိရိယာတစ်ခုကိုဥပဒေနဲ့ညှော်ညီတဲ့အကြောင်းရင်းမရှိဘဲနဲ့လက်ဝယ်ထားတဲ့လူဘယ်သူမှမဆိုရဲကဖမ်းလို့ရတယ်။ဥပဒေနဲ့ညှော်ညီတယ်လို့အကြောင်းရှိတယ်ဆိုတဲ့သက်သေပြတဲ့တာဝန်ကတော့အဲ့အစောကပြောတဲ့အိမ်ဖောက်ဝင်ကိရိယာလက်ဝယ်ထားတဲ့လူကပဲတာဝန်ရှိတယ်။ဒါကဒုတိယတစ်ချက်ဖြစ်တယ်။တတိယအချက်အနေနဲ့ပြောရရင်ဒီဥပဒေရတော့၎င်းနိုင်ငံတော်သမ္မတကတော့၎င်းပြစ်မှုကျူးလွန်သူဖြစ်ကြောင်းကြေညာခြင်းခံရသူဘယ်သူမှမဆိုရဲကဝရမပါပဲနဲ့ဖမ်းလို့ရတယ်။သုဒ္ဓအချက်အနေနဲ့ပိုးရပါပစ္စည်းလို့ယုံတိတန်စွာမတင်ကားပွဲရာဖြစ်နိုင်သောပစ္စည်းသုံးလျာကိုလောက်ဝယ်ရှိတဲ့အပြင်အဲ့ဒီပစ္စည်းနဲ့ဆက်လျင်းပြီးတော့ပြစ်မှုသုံးလျာကျူးလွန်ခဲ့တယ်လို့မတင်ကားပွဲရာဖြစ်သူဘယ်သူမှမဆိုရဲကဝရမပါပဲနဲ့ဖမ်းလို့ရတယ်။ပြစ်စမအချက်အနေနဲ့ရဲရရှိတယောက်ကိုတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာအဲ့ဒီရဲကိုပိတ်ပင်တားဆီးရအဲ့လိုမဟုတ်ဘဲနဲ့ဥပဒေနဲ့အညီချုပ်ထားတာနေပြီးတော့ဖတ်ပြေးတယ်အဲ့ဒီလိုဖတ်ပြေးဖို့အားထုတ်တဲ့လူဘယ်သူမှမဆိုရဲကဝရမပါပဲဖမ်းလို့ရပထမအချက်အနေနဲ့မြမတပ်မတော်ကြီးတက်ရှိတက်ဒီတက်ကနေပြီးတော့တပ်ပြေးတအုပ်ဖြစ်တဲ့အကြောင်းကျုပ်တိတန်ကမတင်ကားပေါ်ရာဖြစ်သူဘယ်သူမှမဆိုရှင်းရှင်းပြောရရင်တပ်ပြေးတွေကိုရဲကဝရမပါပဲနဲ့ဖမ်းလို့ရတယ်တတမအချက်အနေနဲ့ဒီတော့မြန်မာနိုင်ငံပြင်ပမီဒီအရက်နဲ့မဆိုကျူးလွန်ခဲ့တဲ့ပြစ်မှုတရရက်တွင်သက်ဆိုင်ပါဝင်တဲ့အဲ့လိုမဟုတ်ဘူးအဲ့လိုသက်ဆိုင်ပါဝင်တယ်လို့ယုတ်တိတန်တော့တိုင်တန်းချင်းခံရတဲ့အဲ့လိုသက်ဆိုင်ပါဝင်ကြောင်းယုံကြည်နောက်သည့်သတင်းပေးခြင်းခံရတဲ့ဒါမှမဟုတ်ရင်လည်းအဲ့လိုသက်ဆိုင်ပါဝင်တယ်လို့ယုတ်တိတန်ဆိုတာမတင်ကားဝရဖြစ်တဲ့လူဘယ်သူမှမဆိုရဲကဝရမပါပဲနဲ့ဖမ်းလို့ရတယ်။တနည်းအားဖြင့်ပြောရမယ်နိုင်ငံသားတွေကျူးလွန်ပြီးတော့ဒီနိုင်ငံကိုပြန်ရောက်လာတယ်ပေါ့အဲ့အချိန်မှာအဲ့လိုအတိုင်ခံရတယ်အဲ့လိုမတင်ကားပွဲရဖြစ်တယ်ဆိုရင်ရဲကဖမ်းလို့ရတယ်အထမအချက်အနေနဲ့ပုံမှန်965 3ရပြဋ္ဌာန်းထားတော့မြို့ပြည်တရရက်ကိုဖောက်ဖျက်ကျူးလွန်ရာကနေနှုတ်ပြီးအကျဉ်းသားဘယ်သူမှမဆိုရဲကဘာမှမပါပဲနဲ့ဖမ်းလို့ရတယ်နောက်ဆုံးတစ်ချက်အနေနဲ့အခြားရဲရရှိကနေပြီးတော့ဖမ်းဆီးပေးရန်တောင်းဆိုလာသူဘယ်သူမှမဆိုရဲကဝရမပါပဲနဲ့ဖမ်းလို့ရတယ်အားလုံးပေါင်း9ချက်ရှိပါတယ်ဒီ9ချက်နဲ့ကိုက်ညီနေတဲ့ဒီ9ချက်နဲ့ညီဆုံးနေတဲ့ဘယ်သူမှမဆိုရဲကဝရမပါပဲနဲ့ဖမ်းဆီးခွင့်ရှိပါတယ်ခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ